မင်္ဂလာပါရှင်။ကျွန်မကတော့ Capital Downline Insurance Limited ရဲ့ HR ဌာနမှာ Senior Executive Officer ရာထူးနဲ့တာဝန်ထမ်းဆောင်နေတဲ့ဒေါ်ဦးမောင်ဝင်းဖြစ်ပါတယ်ရှင်။ မင်္ဂလာပါဗျ။ကျွန်တော်ကတော့ Capital Thai Life Insurance Company မှာလက်ရှိမှာတော့ Senior Manager ရာထူးနဲ့ Individual Sales Department မှာတာဝန်ထမ်းဆောင်နေတဲ့ဂျုံမင်းဟန်လို့ခေါ်ပါတယ်။မင်္ဂလာပါ။ကျွန်တော်ကတော့ Capital Thai Life Insurance ရဲ့ Individual Sales Department မှာတာဝန်ထမ်းဆောင်နေတဲ့ Senior Manager ကိုအောင်သမီးဖြစ်ပါတယ်။မင်္ဂလာပါ။ညီမကတော့မေဇင်သိန်းပါ။ Capital Thai Life Insurance ရဲ့ Finance Department မှာတာဝန်ထမ်းဆောင်နေတဲ့ Assistant Manager တယောက်ဖြစ်ပါတယ်။ကျွန်မကတော့ Capital ကို2013ခုနှစ်ဇွန်လ10ရက်နေ့ကအလုပ်စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး Finance and Accounting Department မှာ Chief Accountant ရာထူးနဲ့တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ညီမကတော့2018ခုနှစ်မှာ Junior Accountant နဲ့စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီးတော့ယခု2025ခုနှစ်မှာတော့10နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ကျွန်တော်ကတော့2014ခုနှစ်မေလ2ရက်နေ့မှာစတင်ပြီး Capital Thai Life မှာ Corporate Department ရဲ့ Sales Supervisor ရာထူးနဲ့စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။တိုးတက်ချင်တဲ့လူငယ်တွေအတွက်လည်းဘဝအာမခံချက်ပေးနိုင်တဲ့ကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့်လည်းကျွန်တော်အခုလိုပေါ့နော်12နှစ်ကြာအထိတာဝန်ထမ်းဆောင်ခဲ့ဖြစ်တာပေါ့။အခုဆိုရင်ကျမတို့ကုမ္ပဏီကအလုံးဝပေါင်း28ရုံဝန်ထမ်းအင်အားတစ်ထောင်ဝန်းကျင်နဲ့အာမခံလုပ်ငန်းများကိုကျင့်ပျံ့ဆောင်ရွက်လျက်ရှိပါတယ်။ဒီကာလတွေအတွင်းညီမရဲ့စိတ်ကူးတွေအိမ်မက်တွေကို Capital Thai မှာအကောင့်ထဲပေါ်ဝင်ရတဲ့အတွက်ကြောင့်လည်းရေရှည်လုပ်ကိုင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ကျမတို့ကုမ္ပဏီမှာအာမခံကိုယ်စားလှယ်တင်တဲ့အကြောင်းတည်ထောင်ထားရှိပြီးတော့အရေးချင်းပြေးသွားတဲ့ trainer များနဲ့အပတ်စဉ်အာမခံကိုယ်စားလှယ်များကိုမို့ထုတ်ပေးလျက်ရှိပါတယ်။ကိုယ့်ရဲ့ဘဝတိုးတက်ရလမ်းကြောင်းရှာဖွေနေတယ်ဆိုရင်တော့ Capital Thai Life မှာလာရောက်ပူးပေါင်းဖို့ဖိတ်ခေါ်ချင်ပါတယ်။ Capital Thai မှာရုံးခွဲတွေအများကြီးရှိတာမို့လို့ကိုယ့်ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့အတွက် Capital Thai နဲ့လက်တွဲဖို့ဖိတ်ခေါ်ပါရရှင်။အသက်အာမခံလုပ်ငန်းနဲ့ကိုယ့်ဘဝကိုပိုပြီးတိုးတက်ချင်တဲ့လူငယ်တွေအတွက်ဘဝအာမခံချက်အပြည့်အဝပေးနိုင်တဲ့ Capital Thai Life ကနေပြီးတော့လူတွေထွေးထွေးဖိတ်ခေါ်အပ်ပါတယ်။အသက်အာမခံပညာရေးနဲ့အသက်မွေးဝမ်းကြောင်းပြုလုပ်သူလူငယ်များအတွက်လည်း Capital Thai Life ကဖိတ်ခေါ်လျက်ရှိပါတယ်။အခုပဲအလုပ်လျှောက်လိုက်ပါရှင်။